grade 12က pressure များရတော့မှန်နေဒါပေမဲ့ကိုကရလက်မှာပေါ့နော်ဂုံတူးတွေထွက်ပြီးအမှတ်တွေကောင်းနေဖို့အတွက်တစ်နှစ်လုံး pressure တွေပြီးနေစရာမလိုဘူးဂုံတူးတွေထွက်ဖို့ရလက်တွေကောင်းဖို့တော်တော်များပေါ့နော်တစ်နှစ်ပတ်လုံးအမြဲစူးစမ်းဖို့ပဲပြောတတ်တယ်မှန်ပါတယ်ဒါပေမဲ့တစ်နှစ်လုံးမှာကြုံရမယ် pressure တွေစိတ်တက်ကြအဲ့တွေmental breakdown တွေအဲ့ဒါတွေကိုဘယ်လိုကြော်ဖြတ်ရမလဲဆိုတာပြောပြရတဲ့နေလိမ့်မယ်ပေါ့နော်ဆိုတော့ဒီဗီဒီယိုထဲမှာအမဒီ junior တွေအတွက် ultimate mindset guide လေးပေါ့နော်လုပ်ပေးထားပါတယ်တစ်နှစ်လုံးကိုစိတ်ကိုဘယ်လိုထားရမလဲ mindset ကိုဘယ်လိုထားရမလဲဆိုတာလေးကိုပြောပြပေးထားတယ်ပေါ့နော်ပြီးတော့နောက်ဆုံးမှာလည်းအမကိုယ်သုံးခဲ့တဲ့အရင် effective ဖြစ်တဲ့ mindset shift ကြီးတစ်ခုကိုထည့်ပေးထားပါတယ်ဆိုတော့ let's get started number 1အနေနဲ့ how to overcome pressure ဒါတော်တော်များများဖြစ်တတ်တယ်ပေါ့နော်grade 12ရောက်ပြီဆိုရင်ကိုယ်က pressure များရဲဆိုဖြစ်တယ်အဲ့တော့ pressure မှာဆိုလို့ရှိရင်အမခွဲထားတာ internal pressure နဲ့ external pressure ဆိုပြီးတော့နှစ်မျိုးရှိရဆိုပြီးအမခွဲထားရပေါ့နော် external pressure ဆိုတာဘယ်လိုမျိုးလဲဆိုတော့အပြင်ဘက်ကပေါ့ဒီပဝန်းကျင်လူကြီးမိဘဆရာဆရာမအတိုင်းဝိုင်းပေါ့နော်အဲ့ဟာတွေကနေလာတဲ့စိတ်ဖိစီးမှုပြီးတော့ internal pressure ဆိုတာလေးရှိရဲမယုံမရှိနဲ့တော့ကိုပြန်ပြီးတော့ပေးနေတဲ့ pressure ဆိုတာလေးရှိရဲငါဖြစ်ပါမလားငါလုံနိုင်ပါမလားဆို anxiety ပေးနေအမပေါ့နော်အမအရင်ဖြစ်ခဲ့အဲ့တော့အဲ့လိုမျိုးpressure ပေးနေရမျိုးလည်းရှိရဲ internal pressure ပေါ့နော်ဆိုတော့ဒီနေရာမှာပြောချင်တာကလေ internal pressure ဆိုတာဒါမရှိလာရင် external pressure ဆိုတာရှိလာမှာမဟုတ်ဘူးရှင်းအောင်ပြောရမယ်ဆိုလို့ရှိရင်ကိုယ့်ရဲ့စိတ်တကားပေါ့ကိုပေါ့နော်တကားကိုပိတ်ထားမယ်အပြင်ကကိုယ့်အတွက်မလိုအပ်တဲ့ pressure တွေကိုအဝင်မခံဘူးဆိုလို့ရှိရင်ကိုယ့်စိတ်ကအေးချမ်းနေမှာကွာအဲ့တော့ကိုတိုင်းပဲအဓိကကိုတိုင်းပဲကိုတိုင်းမှာကိုယ့်ကို pressure တွေပေးနေမယ်သူများကပြောတဲ့ဒီဟာတွေအကုန်လုံးကိုလည်းလိုရာတွေရောမလိုရာတွေရောအကုန်လုံးလက်ခံနေမယ်ဆိုလို့ရှိရင်စိတ်ကဘယ်လိုမှအေးချမ်းမှာမဟုတ်ဘူးစာကိုလည်းလုံးနိုင်မှာမဟုတ်ဘူးပြီးတော့ pressure ဆိုတာလည်းအတိုင်းထိုက်လျောက်ပဲကောင်းတယ်ပေါ့နော်အဲ့ထက်ပိုလာရင်မကောင်းအဲ့တော့ pressure များနေရဆိုလို့ရှိရင်လည်းကိုစာမပြန်ပြီးတော့ထိခိုက်နိုင်တယ်ဆိုတော့အဲ့ဒါကို handle လုပ်ဖို့အတွက်ကဆိုတော့အမှပြောသလိုပဲပေါ့နော်ဒီကို pressure ကိုလည်းကိုစိတ်ကိုပြန်ပြီးတော့မှထိန်းနိုင်ဖို့လိုပါတယ်လူကြီးမိဘပေါ့နော်အထူးသဖြင့်ဒါမဲ့ဒီနေရာမှာအမပြောချင်တာအမကိုရိုင်းလည်းလုံနေဖို့လိုရပေါ့နော်ကိုရိုင်းကလည်းစူးစမ်းနေဖို့လိုရမဟုတ်ဘဲနဲ့ကိုကလည်းမစူးစမ်းနေဘူးလူကြီးပြောတာလည်း ignore လုပ်နေမယ်ဆိုလို့ရှိရင်တော့ဒါမဖြစ်နိုင်ဘူးလေနော်ဂုဏ်တူးထွက်ဖို့ဆိုတာဒါပေမဲ့ကိုကတကယ်လေးလုံနေအမရဆိုလို့ရှိရင်အဲ့လိုမျိုးဖြစ်တာပေါ့နော်ကိုကတကယ်လေးလုံနေရဲ့အဓိကအကြောက်စိတ်ကြောင့်အဲ့ကြောက်စိတ်ကိုလည်းအမပြီးပြောပြမယ်တကယ်လေးလုံနေရဲ့ဒါပေမဲ့လုံနေရအောင်လေဘေးနာကပြောနေတဲ့မြဒီဘေးပတ်ဝန်းကျင် PR ပေါ့နော်စိတ်ပြီးကြီးမွေးအဲ့အကုန်လုံးအဝင်ခံပြီးတော့အထူးကြီးတစ်ခုလို့ပကုံးပေါ်မှာထမ်းလာတာအဲ့တော့ဘာဖြစ်လဲဆိုတော့ October November လောက်တော့လူကအရင် burn out ဖြစ်သွားကံကောင်းလို့ပေါ့ဒါချွေးချော်မဖြစ်သွားတာမဟုတ်လို့ရှင်ပြန်ပြီးတော့စားမလုပ်နိုင်တာမျိုးအရင်လဲသွားမျိုးဆိုလို့ရှင်နှမျိုးကိုကောင်းတယ်เนาะအဲ့တော့အဲ့လိုမျိုးလဲမလုပ်ပါနဲ့အဓိကပေါ့နော် internal pressure ကိုယ့်စိတ်ကိုနိုင်အောင်ပေါ့နော်ထိန်းပါ pressure ကိုပြန်မပေးမိပါစေနဲ့ပေါ့နော်ဆိုတော့ pressure ကိုဘယ်လိုထိန်းရမလဲဆိုတော့ဒီနေရာမှာပြောချင်တာကပေါ့နော်လူကြီးမိဘတွေပြောတာတွေကိုလုံးဝကြီးကို ignore လုပ်ခိုင်းတာမဟုတ်ဘူးပေါ့နော်ကိုလည်းအနည်းဆုံးတော့ပြောမယ်ဆိုလို့ရှိရင် grade 12ရောက်လာပြီး17နှစ်လုံးပညာရေးသင်လာတာပေါ့နော်အထိုက်လျောက်တော့အနည်းဆုံးတော့စဉ်းစားတတ်မှာပဲမှန်လားဆိုတာအဲ့တော့သူတတိပေးရဆိုလို့ရှိရင်ဒီနေရာလေးမှာဒါလေးဖြစ်တတ်တယ်ဆိုရင်ဟုတ်တယ်ဖြစ်တတ်နေဖြစ်နိုင်နေဆိုလို့ရှိရင်ဒါမှတ်ထားလိုက်ပေါ့နော်စိတ်ထဲမှာပေါ့ပဲမှတ်ထားလိုက်ပြီးရင်ကျန်တဲ့မလိုအပ်တဲ့ဘယ်လိုပြောမလဲ pressure တွေအဝင်မခံနဲ့ပေါ့နော်ကျန်တဲ့မလိုအပ်တာတွေကိုခေါင်းထဲကိုမထည့်ဘဲနဲ့အဝင်မခံနဲ့အဲ့လိုကြီးကြုံလာပြီဆိုလို့ရှိရင်အဓိကတွေးရမှာပေါ့နော်ကိုလုံးတာအကုန်လုံးကဒါ result အကုန်လုံးထွက်ပြီးသွားပြီဆိုလို့ရှိရင် clear ဖြစ်သွားမှာကွာကိုလုံးတာအကုန်လုံးကိုပဲပြန်ရမှာဘယ်သူမှရမှာမဟုတ်ဘူးကိုမလုပ်ခဲ့ရင်လည်းအဲ့ဒါကိုပဲခံရမှာကိုလုပ်ခဲ့ရင်လည်းအဲ့အကျိုးကိုပဲခံစားရမှာအဲ့တော့ဘေးနာကနေပြောပေးရဲ့လူကြီးမိဘဆရာမဆိုတာကဒါဘေးနာပြောပေးရုံပဲကွာအဓိကကိုရိုင်းပဲအဲ့တော့ကိုရိုင်းပြန်ပြီးတော့စမ်းစစ်ကြည့်ငါလုံနေလားငါစူးစမ်းနေလားငါစူးစမ်းနေကိုရိုင်းလုံနေရလဲကိုတည်ရဆိုလို့ရှိရင်အဲ့ဒီ pressure ကအမှပဲရထားလိုက်ပေါ့နော် January ကိုထပ်ပြီးတော့မှကိုလည်းစိတ်ပြီးစီးမခံနဲ့ပြီးတော့တခြားဘေးနာကပတ်ဝန်းကျင်ကပြောရည်လာရဲဆိုလို့ရှိရင်လည်းဆိုတော့အမှပြောသလိုပဲပေါ့နော်မှတ်တင်တာလေးပေါ့စိတ်ထဲမှာမှတ်ထားလိုက်ပြီးရင် January ကိုတော့ကောင်းတဲ့ဝင်မခံမနေထားပေါ့နော်အဲ့ဒါဆိုလို့ရှိရင်စိတ်ထဲမှာဆိုတော့အမှပြောရဲအတွေးပေါ့နော်ငါလို့ရင်ငါရမယ်ဆိုရဲအတွေးကိုပဲစိတ်ထဲမှာထည့်ထားလိုက်တယ်ဆိုလို့ရှိရင်ဒါစိတ်ကလုံးဝ clear ဖြစ်သွားပြီပေါ့နော်Number 2အနေနဲ့ how to overcome fear ဆိုတော့ကြောက်စိတ်ကတော့လူတိုင်းမှာတော့ရှိရပေါ့နော်အထူးသဖြင့်လေ expectation များတဲ့သူတွေငါဘာသာဆုံးထွက်ချင်တာဆိုရဲသူတွေပေါ့နော်အဲ့လိုမျိုးသူတွေမှာဆိုလို့ရှိရင်ပို့ပြီးတော့ဖြစ်မှတ်တယ်။ဘာလို့ဆိုတော့ကိုယ်ဖြစ်ချင်တာလေဖြစ်ချင်တော့မဖြစ်မှကြောက်တာမဖြစ်မှကြောက်တဲ့စိတ်က
အတိုင်းတင့်ထီတော့ကောင်းတယ်ဒါပေမဲ့အဲ့တော့ပိုလာပြီဆိုလို့ရှိရင်ကိုဒုက္ခပေးမယ့်ຢာတကူဖြစ်နိုင်နေပေါ့နော်တန်ဆေးလုံပေးပေါ့နော်ဒါကလေအရင်ဟိုပေါ့ခိုင်းတာလည်းမဟုတ်ဘူးတခါကျလို့ရှိရင်ကြောက်စိတ်ကကိုအတွက်အသုံးဝင်နေတဲ့အချိန်လေးရှိတယ်ဥပမာဒီစာကိုငါမကြက်လိုက်လို့ရှိရင်ငါမရရင်ဘယ်လိုလုပ်မလဲဆောင်းဝဲမှာပါလာရင်ဘယ်လိုလုပ်မလဲဆိုပြီးတော့စိုးရင်ချိန်နဲ့ကြက်လိုက်တာမျိုးဆိုဒီနေရာမှာဆိုကောင်းတယ်ဒါပေမဲ့မဟုတ်ဘဲနဲ့ကြောက်စိတ်ကအရင်လွန်လာပြီး overthinking အရင်များလာပြီးအများစားလည်းတစ်ဖက်မှာလုံနေရသေးတယ်တစ်ဖက်မှာလည်းကြောက်နေသေးဆိုအမပေါ့နော်တကယ်အဲ့လိုမျိုးဖြစ်နေရဆိုလို့ရှိရင်လည်းအဆင်မပြေဘူးကျိုးသဖြင့်ပေါ့နော်တင်ချလို့ဘာသာရဲ့မျိုးရေးဆိုလို့ရှိရင်ကြောက်နေလို့မရဘူးပေါ့နော်exam မှာဆိုလို့ရှိရင် exam fright ဆိုတာရှိရဲအဲ့တော့ကြောက်နေရကွာ overthinking တွေများနေရစိတ်တွေလောနေရဆိုလို့ရှိရင်တင်ချလို့ဘာသာရဲ့မျိုးကဒါအုံနောက်ရှင်းရှင်းထားပြီးတော့တွက်ရမယ်ဟာပေါ့နော်ဒါမဲ့ကွာအဲ့လိုမဟုတ်ဘဲနဲ့ကြောက်နေမယ်ဆိုလို့ရှိရင်ဆောင်းမမဖြေနိုင်တာမျိုးတွေလည်းဖြစ်တတ်တယ်ပြီးတော့ဒီ essay နဲ့စာရေးစာကုန်းနောက်အဆိုအချင်းအဲ့လိုမျိုးဘာသာရဲ့အရေးအသားပေါ့နော်အဲ့ဒါကြီးဆိုလို့ရှိရင်လည်းကိုက idea သုံးရမှာ idea ထုတ်ရမှာကွယ်အဲ့ဒါကိုဟိုကြောက်နေ anxiety များနေဆိုလို့ရှိရင် idea ရဘယ်လိုမှထွက်လာမှာမဟုတ်ဘူးဆိုတော့ကြောက်စိတ်ကိုလည်းတန်နိုင်တယ်များတော့ဖယ်ပါအဲ့လိုမျိုးဖြစ်လာပြီဆိုလို့ရှိရင်ပေါ့နော်ကိုကဘယ်လိုပြန်တွေးရမလဲဆိုတော့ကိုရဖို့အတွက်ကိုပဲလုပ်ရမှာကိုယ့်အတွက်ကိုပဲစူးစမ်းရမှာကွယ်အဲ့ဒါဘယ်လိုပြောမလဲကြီးကြီးပြောရမယ်ဆိုလို့ရှိရင်တော့ကိုက worry ရတရားလိုမျိုးပဲကွာကိုကအရှိထွက်ရမှာအဲ့ဒါကိုကြောက်နေမယ်ဆိုလို့ရှိရင်ကိုယ့်အတွက်ဘယ်သူလာပြီးစူးစမ်းပေးမှာလဲဟုတ်တယ်မလားအဲ့တော့ကိုမကြောက်နဲ့ကွာကြောက်စိတ်ကိုလေးတက်တိုင်းတည်းများဖယ်ဖို့လိုတယ်ပြီးတော့အဓိကကတော့ balancing ပဲပေါ့နော်အရင်ပေါ်ပြီးတော့ရိုင်းကျသွားတာမျိုးလည်းမဟုတ်ဘူးတစ်ဖက်မှာအရင်ပြီးကြပြီးတော့ pressure များနေရမျိုးလည်းမဟုတ်ပဲနဲ့တနေ့လုံး stable ဖြစ်နေ balancing လေးကိုထိန်းထားနိုင်မယ်ဆိုလို့ရှိရင်တော့ it's all fine ပေါ့နော်အဆင်ပြေရဲ့ number 3အနေနဲ့ how to overcome mental breakdown mental breakdown ကတော့လေဒီစနစ်တမ်းမှမဟုတ်ဘူးเนาะတခြားအချိန်တွေကိုကစိတ်တက်ကြနေရဆိုလို့ရှိရင်လည်းတချို့သူတွေမှလည်းခြားသူတွေမှလည်းဖြစ်တတ်တယ်ပေါ့เนาะဒါပေမဲ့စနစ်တမ်းအတွင်းမှာတော့ဒါစိတ်ကောသူ့ကိုပို့ပြီးတော့ပြင်ပန်းတဲ့အချိန်ဆိုတော့ဖြစ်တာပို့ပြီးတော့စိတ်လေးရောဖြစ်နေမယ်လို့ထင်တယ်ပေါ့เนาะအမှားတော့ကလည်းတစ်ဖက်ကိုမငိုဘူးဆိုလို့ရှိရင်တစ်ဖက်ကိုနှစ်ခါနှစ်ချိန်လောက်တော့ငိုရပြင်ပန်းတော့အဲ့လိုငိုရမျိုးကြီးရှိရပေါ့เนาะဆိုတော့ဒီနေ့မှာပြောချင်တာအဲ့လိုစိတ်တက်ကြရမျိုး mental breakdown တွေကဖြစ်မှာပဲအထူးသဖြင့် October November လောက်နှစ်လည်လောက်ရောက်ပြီးစာရက်လည်းရမ်းများလာပြီးအရင်ပုံကြလာပြီးဆိုတဲ့အချိန်ကြလို့ရှိရင်ဖြစ်လိမ့်မယ်ပေါ့နော်ဆိုတော့ကြိုပြီးတော့ motivate တာဖြစ်မှာပဲဒါပေမဲ့အဲ့လိုမျိုးဖြစ်ပြီးဆိုလို့ရှိရင် overcome လုပ်နိုင်တဲ့နည်းကit's gonna be ဘယ်လိုပြောမလဲ it's gonna be bad news for you but အဲ့ဒါကဖြတ်လန်းမရှိဘူးပေါ့နော်အဲ့ဒါကို overcome လုပ်နိုင်ဖို့အတွက်ဖြတ်လန်းတခြားနည်းမရှိဘူးတနည်းပဲရှိရဲအဲ့ဒါကဘာလဲဆိုတော့ကိုယ့်စိတ်ကို strong ဖြစ်အောင်လို့လေ့ကျင့်တာပေါ့နော်ငါလေ့ကျသွားပြီဆိုလို့ရှိရင်ငါဒါရုပ်ဘယ်လိုပြန်ပြီးတော့အဆင်ပြေအောင်ပြန်လုပ်မလဲစိတ်ကိုဘယ်လိုပြန်ထားမလဲဆိုပြီးတော့ပဲစိတ်ကို strong ဖြစ်အောင်ပြန်ပြီးတော့လေ့ကျင့်တာပေါ့နော်အဲ့တနည်းပဲရှိပါရဲ့ဆိုတော့စိတ်ကို strong ဖြစ်အောင်ဘယ်လိုပြန်လုပ်မလဲအမရောကတော့ပေါ့နော်အမသုံးခဲ့တဲ့နည်းကအဓိကကတော့စိတ်ပဲအဲ့တော့စိတ်ကိုက train ရမှာကွာအဲ့တော့အမဘယ်လိုလုပ်ခဲ့လဲဆိုတော့ဒီ motivation ပေါ့နော်ကိုယ့်အတွက် inspire အဖြစ်ဆုံးကိုယ် motivated အဖြစ်နိုင်ဆုံး motivation နှစ်ခုပေါ့နော်အဲ့နှစ်ခုတောင်တစ်ခုဆိုလည်းရတယ်အဲ့ဟာကိုယ့်ကိုပြန်ချလိုက်တယ်ငါဘာကိုတွေးလိုက်လို့ရှင်ငါစားလုပ်ခြင်းစိတ်တွေပေါ်သွားလဲငါကြိုးစားခြင်းစိတ်တွေပြန်ပြီးတော့ပေါ်လာလဲငါပြန်ထားရမယ်ဆိုရယ်စိတ်တွေပိုပြီးပေါ်လာလဲဆိုပြီးကိုယ့်ကိုပြန်ပြီးရပေါ့နော်အဲ့မှာအမအတွက်ကကျတော့ဥပမာပြောရမယ်ဆိုလို့ရှင်ပထမတစ်ခုကတော့ငါလုံးမငါရမယ်ဆိုရယ်အတိကိုလုံးမှာပဲကိုရမှာကွယ်အဲ့ဒါညင်းလို့မရဘူးလေနော်ကိုစူးစမ်းရင်အကျိုးစားရတဲ့ကောက်ကိုပြန်ရမယ်လူရဲတော့ကောင်းတာပဲဖြစ်ချင်တာပဲဖြစ်တဲ့တော့ကိုကငါကောင်းတာပဲလို့ရှင်တယ်ငါလုံးမရမယ်ဆိုရယ်အတိဝင်သွားတယ်ပေါ့နော်ဆိုတော့ငါလုံးမငါရမယ်ဆိုရယ်အတွေ့အမှအရင်စိတ်တက်ကြလာပြီဆိုရှင်အမှအဲ့ဒါကိုပဲပြန်ပြီးတော့တွေ့ရယ်နောက်ထပ်အမရဲ့ motivation တော့တကူကပါလဲဆိုတော့ထားပါတော့ဒီ result တွေအကုန်ထွက်ပြီးသွားပြီဆိုတဲ့ခါကျလို့ရှိရင်လူကြီးတွေဝိုင်းပြီးစကားပြောရဲဆိုလို့ရှိရင်တခြားသူတွေရဲ့မိဘကြီးကျွန်တော်သားသမီးကတော့ဘာထွက်တာဘာရရဆိုလို့ရှိရင်ကိုမိဘကမပြောနိုင်မယ်နေမှာကြောက်တယ်ပေါ့နော်အဲ့ဒါကိုစိုးရိမ်နေအဲ့တော့အဲ့ဒါလည်းအမှတော့ motivated ဖြစ်စေတဲ့ဟာတစ်ခုပေါ့နော်ဆိုတော့မလေးညီမလေးတို့လည်းကိုယ့်အတွက်ဘာ motivated ဖြစ်စီလဲကိုယ်ပို့ပြီးတော့မှစူးစမ်းကြည့်စိပေါ်စီလဲဆိုတဲ့ဟာနှစ်ခုဒါမှမဟုတ်တစ်ခုဆိုလည်းရတယ်ကွအဲ့ဒါကိုရှာပါပြီးတော့အဲ့ဒါကိုပေါ့နော်အဲ့အတွေးကိုပဲကိုယ့်ရဲ့ thought pattern ပေါ့နော်အဲ့ pattern နဲ့မှာဝင်နေအောင်လို့ထပ်ခါတက်လဲလဲတွေးပြီးစိတ်တက်ကြလာပြီလားအဲ့ဒါကိုပြန်ပြီးတော့တွေးအဲ့ခါကျလို့ရှိရင်အဓိကလူတိုင်းမှာစိတ်ပဲအဲ့ဒီစိတ်ကအဲ့လိုမျိုးဖြစ်နေရ strong ဖြစ်နေရငါလုံးမရမယ်ဆိုတဲ့စိတ်ပွင့်နေရဆိုလို့ရှိရင်သူ့အတူအလိုလို overcome လုပ်နိုင်သွားနိုင်မယ် mental breakdown တွေဖြစ်နေပြီဆိုလို့ရှိရင်ဘာကိုရှောင်ရမလဲ
ရှောင်းရမာကြီးကလေဒါဖြစ်တတ်တယ်ပေါ့နော်ဟို guilty ဖြစ်တာငါအတော့မချဘူးငါ weak ဖြစ်လို့ဒါကြီးဖြစ်နေတာငါ strong မဖြစ်လို့အဲ့လိုအတွေ့ပေါ့နော်ငါဖြစ်လုံးနိုင်မှလည်းမဟုတ်ပါဘူးဆိုတဲ့အတွေ့အဲ့ဒီ negative အတွေ့တွေကိုရှောင်ပါပြောရမယ်ဆိုလို့ရှိရင်အဲ့ဒီအချိန်မှာကိုကလဲနေတဲ့အချိန်မှာကိုပြန်ထုံမဲ့သူကကိုပဲရှိတယ်တခြားလူချင်းမျိုးပါရဆိုတာအားပေးရုံပဲရှိမှာအဓိကကိုကွန်ပြန်ထားမှာအဲ့ဒါကိုကိုပြန်ပြီးတော့မှ negative thinking နေနဲ့ပြန်ပြီးတော့ဖိချနေမှဆိုလို့ရှိရင်အဆင်ပြေမှာမဟုတ်ဘူးပေါ့နော်ဆိုတော့အဲ့ဒါကြီးကိုလည်းတက်နိုင်သမျှတော့ရှောင်ပါလို့ပြီးတော့တခြားလုံးနိုင်တဲ့ activities တွေအနေနဲ့ကကြတော့ mental breakdown တွေဖြစ်နေပြီးစိတ်တကြနေပြီးအစနာအမလိုမျိုးငိုရာတွေပဲဖြစ်နေပြီးဆိုလို့ရှိရင် energy cleansing ပေါ့နော်လုပ်ဖို့အတွက် recommend ပေးခြင်းပါတယ်အဲ့ဒါကြတော့ဘယ်လိုလုပ်ရမလဲဆိုတော့ပေါ့နော်ဒီ YouTube မှာလည်းရှိရဲ affirmation လေးနားထောင်တာပေါ့နော်အင်္ဂလိပ်လိုလည်းရှိရဲကွာမြန်မာလိုနားထောင်ချင်တယ်ဆိုလို့ရှိရင်လည်းမြန်မာလိုတွေလည်းရှိရဲအဲ့ဒါကိုလိုက်ပြီးတော့ရွတ်တာအဲ့တော့ကိုယ့် energy ကိုအစအဆုံး cleansing လုပ်လိုက်တယ်လို့ပဲပေါ့နော်အဲ့တော့စိတ်ရောလူကိုလန်းသွားတယ်ပြီးတော့အမရဲ့ own energy cleansing လုပ်တဲ့နေရာကျတော့အမရေချိုးတာရေနွေးနဲ့ရေချိုးတာပေါ့နော်အဲ့လိုရေချိုးလိုက်ဆိုရင်လူက fresh ဖြစ်သွားတယ်လို့ခံစားရတယ်ပြီးတော့တရားထိုင်နေတရားထိုင်တာမျိုးလည်းလုပ်လို့ရတယ်ပြီးတော့တချင်းနားထောင်တာမျိုးလုပ်လို့ရတယ်ပြီးတော့ body stretch ပေါ့နော် stretch လုပ်တာတွေနောက် legging နဲ့လုပ်တာတွေလည်းခဏစာရီကိုခဏတော့မိထားပြီးတော့ဒီ workout လုပ်တာလေးလည်းလုပ်လို့ရတယ်ပေါ့နော်ဒါကတော့ tips တစ်ခုဖြစ်သွားပြီပေါ့နော် number 4အနေနဲ့ comparison ကိုတက်နိုင်သမျှရှောင်ပါဘာလို့ရှောင်ခိုင်းတာလဲဆိုတော့ပြပြမယ်ပေါ့နော်ဒီကိုယ့်ရဲ့ grade 12တနေ့တွင်မှာကိုနဲ့ရွေတူအကြောင်းနေဘက်တငယ်ချင်းတွေရှိမယ်အတန်းဖော်တွေရှိမယ်ကိုကအဆောင်နေရဆိုလို့ရှင်လဲဒါမှမဟုတ်ဒေးသမားပဲဖြစ်တချို့ကြတော့လဲဝိုင်းယူရယ်ပေါ့နော်ကျူရှင်ဝိုင်းယူရယ်အဲ့လိုမျိုးလူတွေရှိမယ်အဲ့ခါကျလို့ရှင်ကိုနဲ့ရွေတူတငယ်ချင်းတွေရှိမယ်တချို့ကြတော့စာပြိုင်ဘက်တွေလည်းရှိရယ်ပေါ့နော်ဆိုတော့အဲ့လိုမှဆိုလို့ရှင်ဒီဘာဖြစ်တယ်လဲဆိုတော့ကိုကစာတပုတ်ကိုအဲ့ကိုတငယ်ချင်းတောင်းမို့စာပြိုင်ဘက်ပေါ့နော်သူ့ကိုမေးလိုက်တယ်နင်ဒါရပြီလားမေးလိုက်တဲ့ခါကျလို့ရှင် तू ကငါမရသေးဘူးဆိုလို့ရှင်လည်းကိုကအဲ့ပုတ်ကိုကြက်ပြီးနေပြီဆိုလို့ရှင်သူကမရသေးဘူးပဲဆိုပြီးတော့ကိုစားချက်တာရုပ်ခေါက်ကိုဖော့လိုက်တာမျိုးရှိတယ်။ဒါမှမဟုတ်ကိုကမကြက်ရသေးဘူး။ तू အဲ့ပုတ်ချက်ပြီးနေပြီဆိုလို့ရှိရင်လည်းကိုလုံးရမယ်တခြားကိုအတွက်အရေးကြီးတဲ့ဟာတွေကိုဖယ်ပြီးတော့အဲ့ပုတ်ကိုတွားချက်တာမျိုးအဲ့ဒါကိုတွားပြီးတော့ဦးစားပေးတာမျိုးလုပ်တတ်တယ်ပေါ့နော်။အဲ့လိုမလုပ်ပါနဲ့ဒီမှာမျိုးချင်တာလေဒီ journey ကတော့အတူတူပဲအတန်းနဲ့အတူတူပဲလုပ်နေတဲ့စာတွေကလည်းအတူတူပဲဆိုပေမဲ့တယောက်နဲ့တယောက်လုပ်နိုင်တဲ့ capacity ချင်းမတူဘူး။တွားနေရဲ့နှုံးနေမတူဘူး။ timeline လည်းမတူဘူးတယောက်နဲ့တယောက်ပြီးတော့ကိုလိုချင်တဲ့ပန်းတိုင်းနဲ့ goal တွေလည်းမတူဘူးပေါ့နော်ဆိုတော့ဘယ်သူနဲ့မှလိုက်ပြီးတော့ compare လုပ်စရာမလိုဘူးcompare လုပ်ချင်တဲ့ပြိုင်ချင်တဲ့ဆိုလို့ရှိရင်ကိုပဲပြိုင်ပါငါမနေ့ကဘာသာလုပ်ခဲ့ရဲဘယ်လောက်လုပ်နိုင်ခဲ့ရဲငါဒီနေ့ဘယ်လောက်လုပ်နိုင်ရမယ်ပေါ့နော်အဲ့လိုပဲပြိုင်ပါပြီးတော့ဒီခေါင်းထဲမှာလည်းပေါ့နော်ကိုတင်ပေးရဲ့ဆရာမနဲ့ကိုနဲ့2ယောက်တည်းကိုပဲခေါင်းထဲမှာတက်နိုင်ဆုံးပေါ့နော်ခေါင်းထဲမှာအဲ့2ယောက်တည်းကိုပဲတက်ထားကျန်တဲ့ဟာရေးကျန်တဲ့ຢာရေး external noise တွေကိုဖယ်ထုတ်လိုက်ပေါ့နော်အဲ့လိုမျိုးပြီးတော့ compare လုပ်တာမျိုးတွေလည်းမလုပ်ပါနဲ့နောက်ဆုံး final mindset shift ကြီးကိုမတွားခင်မှာ mini tip လေးတစ်ခုပြောချင်တယ်ပေါ့နော်အဲ့ဒါဘာလဲဆိုတော့လေအများစုအမတွေ့ရလို့ပေါ့နော်ကိုကစာကိုတကယ်ကြီးစာမရဘူးစာနဲ့ပတ်သက်ပြီးတော့တခုခုအကူညီလိုနေရဆိုလို့ရှိရင်ကူညီလိုက်ပေါ့နော်အဲ့ဒါကိုကဒီစာတို့ရှင်းပြလိုက်လို့ကိုစားလို့ရှိရင်ရော့သွားမလားဆိုပြီးအဲ့လိုလည်းမတွေးပါနဲ့ဘာဖြစ်လို့လဲဆိုတော့လေဒါအမ experience နဲ့ပြောပြမယ်ပေါ့နော်အမတကယ်ချင်းတယောက်ကတင်ချာသူအဲ့ခန်းကိုသူမရဆိုတာသူလွတ်သွားတာပေါ့နော်စာလွတ်သွားတော့အမကိုရှင်းပြခိုင်းတယ်အဲ့နဲ့အမလည်းရှင်းပြလိုက်တယ်စာနည်းနည်းများရှင်းပြမှာဒါပေမဲ့ရှင်းပြလိုက်တယ်ပေါ့နော်ဖြစ်ချင်တော့အဲ့အပုတ်ကဆောင်းပွဲမှာပါလာတယ် final exam ကြီးမှာပါလာတယ်ဒါပေမဲ့အမအဲ့အခန်းကိုပေါ့နော်ဆောင်းပွဲညက revision ပြန်ဖို့အတွက်အချိန်မမီလိုက်ဘူးတင်ချာနေဆိုတော့စောလေးအေးရမှာဆိုပြီးတော့မမီလိုက်ဘူးပေါ့နော်အဲ့တော့revision မပြန်လိုက်ရဘူးထားပါတော့ဆိုတော့ဒါပေမဲ့အမသူ့ကိုရှင်းပြထားတာဖြစ်တဲ့အတွက်အဲ့ဒါကိုအမမှတ်မိနေပေါ့နော်ခေါင်းထဲမှာအဲ့တော့သူ့ကိုပြန်ပြီးရှင်းပြထားတာဖြစ်တဲ့အတွက်ဆောင်းဝဲမှာအဲ့ပုတ်ကိုတွက်နိုင်နေပေါ့နော်တွက်နိုင်လိုက်နိုင်တယ်ဖြည့်လိုက်နိုင်တယ်ပေါ့ဂုဏ်လုံးလေးထွက်သွားတယ်ပြီးတော့လူကြီးရေပြောရဲ grade of ကနက်ကြီးရဲဆိုတာလည်းဟုတ်တယ်ပေါ့နော်ကိုတစ်နှစ်လုံးတက်လုံးလုပ်ခဲ့တဲ့ကန်နေရလေအဲ့တစ်နှစ်ထဲမှာပဲလာပြီးတော့အကျိုးပေးနေသလားတော့အောင်းမိရတယ်ပေါ့နော်အမတော့ကတော့အဲ့တော့ကောင်းတာလေးလည်းများလုပ်ပါကိုယ့်အတွက်အရှုံးမရှိဘူးပြီးတော့စိတ်ကောင်းမွေးပါဆွမ်းနာအမပြောသလိုမျိုးဒီတရားယောဂစာနဲ့ပတ်သက်ပြီးအကူအညီလိုနေရတွေ့ရဆိုလို့ရှိရင်လည်းကူညီလိုက်ပေါ့နော်ဒီဟာရဒီစိတ်ထားပိုင်းကတော့ဂုဏ်တို့ထွက်တာမထွက်တာနဲ့တော့ဓာတ်ရိုက်တော့မပတ်သက်ဘူးဆိုပေမဲ့ကိုပြန်ရမယ့်ဟာတွေအတွက်
ကန်အထောက်ပံ့တစ်ခုခုလည်းဖြစ်နေနိုင်တယ်ပေါ့နော်နောက်ဆုံးပေါ့နော်မောင်လေးညီမလေးတို့ရဲ့ဒီကိုယ့်ရဲ့အမှတ်တွေနောက် result တွေအကုန်လုံးကိုပို့ပြီးတော့ကောင်းစေနိုင်မယ်ဒါမှမဟုတ်လုံးဝပြောင်းလဲပြစ်နိုင်မယ် mindset shift ကြီးတစ်ခုကိုပြပြချင်ပါတယ်effective လည်းဖြစ်တယ်ပေါ့နော်အမအဲ့တိုင်းပဲလုပ်ခဲ့ရမယုံမရှိနဲ့ပေါ့နော်တကယ်ကိုယ်အဲ့တိုင်းလိုက်လုပ်ကြည့်မယ်ဆိုလို့ရှိရင်တိတိတသာပြောင်းလဲလာတာလေးရောတွေ့ရပါလိမ့်မယ်အဲ့ဒါပါလဲဆိုတော့ကိုက result ကောင်းတာလိုချင်နေမလားအဲ့ဒါဆိုလို့ရှိရင် result ကိုဂရုမစိုက်နဲ့ဘာကိုဂရုစိုက်ရမလဲဆိုတော့ process ကိုပဲဂရုစိုက်ပါဘာလို့ result ကိုဂရုမစိုက်ခိုင်းတာလဲဆိုတော့လေဒီ final exam မဖြေခင်ပေါ့နော်တစ်နှစ်လုံးမှာ mock test တွေ tutorial တွေနောက်ဆောင်းပွဲလာဖက်အသေးစားလေးအများကြီးဖြေရမှာလေ့ကျင့်ပေးရပို့ပြီးလေ့ကျင့်ပေးရအကြောင်းဖြစ်လေပို့ဖြေရလေပဲအဲ့လိုဖြေရတဲ့ခါကျလို့ရှိရင်ဘာဖြစ်တယ်လဲဆိုတော့အမှတ်ကိုကကျသွားတယ်ခဏနည်းနည်းလေးပဲပေါ့နော်နည်းနည်းလေးပဲရော့သွားရဲဆိုလို့ရှိရင်လည်းစိတ်တက်ကြသွားရမျိုးဖြစ်တယ်ဒါမှမဟုတ်ကအရန်အမှတ်ကအကြောင်းမျိုးကြောင့်ပေါ့နော်တက်သွားရဲဆိုလို့ရှိရင်လည်းငါစာရနေပါပြီဆိုပြီးတော့ဖော့လိုက်တာမျိုးစာလုံးချင်ကိုရှော့လိုက်တာမျိုးအဲ့လိုမျိုးတွေလုပ်တတ်တယ်ပေါ့နော်အဲ့လိုမလုပ်ပါနဲ့အကယ်ကိုအမှတ်တွေကနည်းနည်းချသွားတဲ့အကြောင်းမျိုးကြောင့်ရော့သွားရဲဆိုလို့ရှိရင်လည်းဒါဆောင်းမေးပွဲအတွက်ပြင်ဆင်တာလို့ပဲတွေးပြီးတော့ကိုဘာမှားခဲ့လဲပေါ့နော်မှားခဲ့ဟာကိုပြန်ပြီးတော့မှပြန်ပါပြန်ပြီးတော့ learning လုပ်ပေါ့နော်ကြည့်ကိုအမှတ်တွေတက်သွားရဲဆိုလို့ရှိရင်လည်းကို appreciate တော့လုပ်ဒါပေမဲ့အရန်ဖော့လိုက်တာမျိုးအဲ့လိုမျိုးတော့မလုပ်နဲ့ပေါ့နော်အဓိကဒီနေရာမှာ key ကပေါ့နော်ကိုရမယ့် result တွေငါဆောင်းမကြိုင်ဘာရမှာလဲဘာဖြစ်မှာလဲအမှတ်တွေကငါရတဲ့လောက်ကောငါလိုချင်တဲ့လောက်ကောဖြစ်ပါမလားဆိုတာတွေအာယုံမဆိုင်ပဲနဲ့ကိုလိုရမယ့်တနေ့တာစာတွေ workload တွေအဲ့ဒါတွေကိုပဲအာယုံဆိုင်မယ်ဆိုလို့ရှိရင်သူ့ဟာသူ result ကအနောက်ကနေလိုက်လာလိမ့်မယ်ကွာဒီလားအဲ့ဒါတကယ်မယုံမရှိနဲ့ပေါ့နော်ကိုက result ကိုပဲအာယုံဆိုင်နေမယ်ဆိုလို့ရှိရင်ကိုလိုရမယ့် process တွေလွတ်သွားလိမ့်မယ် process ကို enjoy ဖြစ်ပြီးတော့လောက်ရမှာတွေကိုပဲအဆက်မပြတ်ကိုဘက်ကလုံနေမယ်ဆိုလို့ရှိရင်အနောက်က result ကသူ့အတူလိုက်လာလိမ့်မယ်ပေါ့နော်အဲ့ဒီ mindset လေးကိုပဲတွင်းထားမယ်ဆိုလို့ရှိရင်ကျန်တာတွေအကုန်လုံးအဆင်ပြေသွားလိမ့်မယ် trust me ပေါ့နော်အဲ့ဒါကိုပဲmindset shift တစ်ခုအနေနဲ့မှတ်ပြီးတော့အဲ့ဒါကိုစိတ်ထဲမှာတွင်းထားဖို့ပဲလိုပါတယ်အချိန်မှာပြောချင်တာတွေလည်းပြောပြီးပြီဆိုတော့နောက်ဆုံး outro မှာတော့အမ motivation လေးတစ်ခုပေးချင်နေပေါ့နော်အဲ့ဒါပါလဲဆိုတော့မောင်လေးညီမလေးတို့အတွက်ဒီ grade 12 result တွေကအဆုံးဖြတ်မဟုတ်ပါဘူးဘဝအဆုံးဖြတ်လည်းမဟုတ်ဘူးเนาะရှေ့လျှောက်ဆက်လုပ်ရရင်အများကြီးကြံသေးတယ်ကိုယ့်ဘဝယူတာကြီးကအဆုံးဖြတ်ပေးလိုက်မှာမဟုတ်ဘူးဒါပေမဲ့လုံနိုင်တဲ့အချိန်မှာစူးစမ်းဖို့အခွင့်ရနေတဲ့အချိန်မှာတော့ကိုအတက်နိုင်ဆုံး potential ရှိတဲ့လောက်ပေါ့နော်လုပ်မယ်ဆိုလို့ရှိရင်ကိုနဲ့ deserve ဖြစ်တဲ့ result တခုကတော့ရလာမှာပေါ့နော်အဲ့လိုရလာတဲ့အခါကျလို့ရှိရင်လေအဲ့ဒါကိုပဲခံစားရမှာအဲ့ခါကျလို့ရှိရင်အဲ့ခံစားချက်ကဘာနဲ့မှမလဲနိုင်ဘူးအရင်ခံစားသူကောင်းတယ်ပေါ့နော်ဆိုတော့အဲ့ဒါလေးကိုစိတ်ထဲမှာမှတ်ထားပြီးတော့တက်နိုင်ဆုံးကြိုးစားဖို့အတွက် motivation ပေးချင်ပါတယ် so I hope this video was helpful and see you in the next video thank you for watching